အားလုံးပဲမင်္ဂလာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ကနေပြီးတော့အဲ့တော့ကျွန်တော် channel မှာဒီနေ့ video မှာကျွန်တော်ဘာလေးတင်ပြဝေးခြင်းလဲဆိုလို့ရှိရင် CapCut ပေါ့နော်အခုကျွန်တော်ပြထားတဲ့ဒီမှာပြထားတယ်ပေါ့နော် CapCut Pro version ကိုကျွန်တော်တို့က Pro features တွေကိုကျွန်တော်ဝယ်မသုံးဘဲနဲ့ဘယ်လိုသုံးလို့ရမလဲဆိုတာလေးကိုကျွန်တော်ပြပေးမှာပဲဖြစ်ပါတယ်ဒီ video မှာပေါ့နော်ကျွန်တော် disclaimer အနေနဲ့ပြောချင်တာကတော့ဒါကိုစမ်းကြည့်ဖို့အတွက်သုံးဖို့သုံးမဲ့သူတွေကျွန်တော်တို့အစမ်းပေါ့နော်သုံးမဲ့သူတွေဆိုလို့ရှိရင်တော့ဒီဟာကိုCapCut ကိုတစ်ခါမှမသုံးဘူးတဲ့သူတွေအတွက်ကျွန်တော်ဒီPro version ကို Pro feature တွေနဲ့စမ်းကြည့်လို့ရအောင်လုပ်ပေးခြင်းနဲ့ရည်ရွယ်ချက်ဖြစ်ပါလုပ်ပြခြင်းနဲ့ရည်ရွယ်ချက်ပေါ့နော်ဒါလေးကိုကျွန်တော် disclaimer အနေနဲ့ပြောပြပါရစေအဲ့တော့ကျွန်တော်တို့ Pro features တွေကိုကျွန်တော်တို့ဒီမှာပေါ့နော် Pro ကျွန်တော်တို့Pro ဝယ်မသုံးဘဲနဲ့ကျွန်တော် free ဒီတိုင်း free ထုတ်လို့ရမယ်ပုံစံလေးကိုကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော် video တွေမတင်ပြတာတော့ကြာပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အရင်ကတင်တန်းနေတင်နေတာမဟုတ်လို့ပေါ့နော်တင်တန်းနေတင်နေတော့ကျွန်တော်ဒီဘက်မှာဗီဒီယိုတွေလုပ်ပေးဖို့အတွက်အချိန်မရဘူးပေါ့နော်အချိန်မရတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုတွေမလုပ်ပေးဖြစ်တာအခုကတော့ကျွန်တော်တင်တန်းတွေကိုကျွန်တော် group အတန်းတွေကျွန်တော်နားထားတယ်နားထားပြီးတော့ one by one တင်ရမယ့်သူလေးတွေပဲတင်ပေးပြနေတာပေါ့နော်ကျွန်တော်ရဲ့မြို့မှာရှိတဲ့အပြင်မှာလာတင်ကျင်တဲ့သူတွေကိုကျွန်တော်အပြင်မှာတော့တင်ပေးနေတဲ့ဟာလေးတွေရှိတယ်ပြီးတော့ online ကနေပြီးတော့ one by one တက်ချင်တဲ့သူတွေကိုတင်ပေးနေတာလေးတော့ရှိတယ်ပေါ့နော်အခုဒီထဲမှာကြည့်နေတဲ့သူတွေကလည်း one by one တက်ချင်တဲ့သူတွေရှိရင်တော့ကျွန်တော်တင်ပေးပါမယ်group အတန်းတော့ကျွန်တော်ဒီလတွေမှာတော့နားထားသေးတယ်ပေါ့နော်နောက်မှကျွန်တော် group အတန်းတွေ join ကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြန်ပြီးတော့ခေါ်ဖို့ရှိတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့အခုဒီနေ့ပြမယ် CapCut ထဲကိုတွားလိုက်အောင်ဆိုတော့အရင်ဆုံးကျွန်တော်တို့နော်CapCut ရဲ့ဘယ် version မဆိုပေါ့နော်ဒါနောက်ဆုံး version ပဲဖြစ်ဖြစ်ကျွန်တော်တို့ဝင်လိုက်လို့ရှိရင်ဒီလိုမျိုးမြင်နေရမှာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်ဗျာနောက်ဆုံးversion ကိုကျွန်တော် down ထားတာအဲ့တော့ဒီထဲမှာကျွန်တော်တို့ကဘာမှမလုပ်ခင်အရင်ဦးဆုံးလောက်ကမှာကဒီထဲကိုမဝင်ခင်ပေါ့နော်ကျွန်တော် CapCut ထဲကိုဝင်ပြီးွားရင်ဒီ wall နေရာကိုရောက်လာမယ်ပေါ့နော်ရောက်လာတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ကဘာမှမလုပ်ခင်အရင်ဦးဆုံးပြင်ဆင်ထားရမှာကဒီနေရာပေါ့နော် setting တွေကိုသွားပြီးတော့အဲ့ထိက setting တွေကိုဝင်လိုက်မယ်ဝင်ပြီးတော့ဒီမှာ save to ဆိုတဲ့နေရာလေးပေါ့နော်ဒီ save to ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကဒီကနေဒီ cache တွေကို clean လိုက်လေရတယ်ပေါ့နော်လောလောဆယ်မှာကျွန်တော် cache တွေ clean လိုက်မှာခဏလေးနော် okay cache file မရှိတော့ဘူးဆိုတော့ကျွန်တော် save to ထဲမှာเนาะဒီ save to တွေကိုဝင်save to ထဲမှာ file လမ်းကြောင်းကိုရွေးပေးရမှာတခုอ่ะပေါ့နော်ဒါကဟိုစား PC version မှာပဲရတယ်ကျွန်တော်တို့ phone version မှာတော့မရသေးဘူးပေါ့နော် phone version မှာတော့ဒီလိုလုပ်လို့ရမှာမဟုတ်ဘူးအဲ့တော့ PC ရှိတဲ့သူ laptop ရှိတဲ့သူတွေတော့ဒီနည်းလမ်းကိုစမ်းကြည့်လို့ရမှာပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာ file လမ်းကြောင်းရွေးပေးရမှာပေါ့ဗျာเนาะ file လမ်းကြောင်းရွေးပေးရမယ်ဘယ်ထဲမှာလဲဆိုတော့ဒီ save to ထဲမှာเนาะကျွန်တော်တို့ဒါ project တွေကို save တဲ့နေရာပေါ့เนาะကျွန်တော်တို့ export ထုတ်တဲ့နေရာမဟုတ်ဘူး export ထုတ်တာကတက်ပေါ့เนาะအဲ့တော့ဒီမှာ save to ဆိုတဲ့အထဲမှာဝင်လိုက်ပြီးတော့ကျွန်တော်ကဘယ်ထဲမှာ save ထားလဲဆိုတော့ကျွန်တော်သူ့ရဲ့ default ကဒီထဲမှာမဟုတ်ဘူး program file ထဲမှာသွား save ထားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီဟာကိုကပြန်ယူသုံးလို့လွယ်အောင်လို့ပေါ့နော်ကျွန်တော်ကတော့အမြင်သာဆုံးဖြစ်တဲ့ desktop ပေါ်မှာ1 2 3 4ဆိုတဲ့ file လေးကျွန်တော်က create လုပ်လိုက်တယ်အဲ့ဒီ file လေးကို select folder ဆိုပြီးကျွန်တော်ကထည့်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးထည့်မယ်ဒီ folder တွေကတော့စောင့်တက်မယ်ထင်တယ်เนาะဒီပေါ်မှာပဲ desktop ကိုနှိပ်ပြီးရင် right click ထောက်ပြီးတော့ဒီကနေ new folder ဆိုပြီးတော့ရွေးလိုက်ပြီးတော့ name ပေးလိုက်ပေါ့ဗျာအဲ့ဒါဆိုလို့ရှိရင်ဒီလို folder လေးတစ်ခုရလာမယ်ရလာပြီဆိုလို့ရှိရင်အဲ့ folder လေးကိုမှ select ရွေးပြီးတော့ပေးလိုက်မယ်ပြီးရင် save လုပ်လိုက်မယ်ပေါ့နော်ဒါအရေးကြီးဆုံးပဲပေါ့နော်ဒါလေးအရင်လုပ်ပြီးသွားပြီဆိုတော့မှကျွန်တော်တို့က create project ဆိုတဲ့ထဲကိုဝင်လိုက်မယ်okay ကျွန်တော်တို့ interface ထဲရောက်လာပြီပေါ့နော်ကျွန်တော်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့မှာeffect တွေရှိမယ် sticker တွေရှိမယ် transition တွေ text တွေ audio တွေအကုန်ပေါ့နော်ဒါတွေကိုကျွန်တော်တို့ pro feature တွေသုံးမယ်ဆိုရင်ကျွန်တော်တို့ pro feature တွေသုံးလို့ရအောင်ပေါ့နော်ကျွန်တော်ပြပေးမှာပေါ့နော်အဲ့တော့ကျွန်တော်ကလောလောဆယ်မှာ media တွေကိုသွားပြီး import လုပ်မယ်ပေါ့နော်ကျွန်တော်ရဲ့ video တစ်ပုဒ်ပေါ့နော်ဒါကျွန်တော်AI ပုံလေးနဲ့ကျွန်တော်ရဲ့အတန်နဲ့ကိုကျွန်တော်ဗီဒီယိုလေးအနေနဲ့လောက်ထားတဲ့ဟာလေးပေါ့နော်
ဒါလေးကိုပဲကျွန်တော်ကအရှိမပြတော့ဘူးကျွန်တော်အတူလေးပဲပေါ့နော်တဝက်လောက်ပဲကျွန်တော်ဖြတ်ပြီး edit လုပ်ပြမယ်ဘာလို့လဲဆိုတော့ကျွန်တော် loading နေရာတွေကိုစောင့်နေရမှာကြောက်လို့သဘောတရားလောက်ကိုသဘောတရားကိုတိသွားဖို့ပဲကျွန်တော်ဒီဟာလေးကိုပြပြီးမှာပေါ့နော်အရင်အရှိကြာကြီးစောင့်မစောင့်ခိုင်းနေတော့အဲ့တော့ကျွန်တော်ဒီကောင်လေးကိုနည်းနည်း zoom ချဲ့လိုက်မယ်ပေါ့နော် zoom ချဲ့ပြီးတော့ဒီမှာဒါတောင်များသွားပြီနော်ဒီလောက်ဆိုရပြီ okay ဒီမှာဒါလေးတွေကိုကျွန်တော်ကဗျာဥပမာထားပါတော့ပေါ့နော်ဒီနေရာလေးမှာကျွန်တော်ကတစ်ဖြတ်ထားမယ်ဒီနေရာလေးမှာတစ်ဖြတ်ထားမယ်ပေါ့ဗျာကျွန်တော်တို့တကယ် run နေတဲ့ edit ဆိုလို့ရှိရင်ကျွန်တော်တို့အပိုင်း scene တစ်ပိုင်းနဲ့တစ်ပိုင်းပေါ့နော်ကျွန်တော်တို့ scene တစ်ခုနဲ့တစ်ခုပေါင်းထားတာတွေရှိမှာပဲပေါ့နော်ဒီလိုမျိုးအဖြတ်လေးတွေရှိနေမယ် okay ထားပါတော့အဲ့ဟာလေးတွေရှိနေမှာပြီးတော့ကျွန်တော်တို့ scene တစ်ခုနဲ့တစ်ခုမှာကျွန်တော်တို့က effect လေးတွေသုံးကျင်တာပဲဖြစ်ပေါ့နော်ဒီမှာဒီ effect တွေဆိုလို့ရှိရင် तू ကအားလုံးကဒီမှာဟိုဟာ free တွေပဲဖြစ်နေရပေါ့နော်ထားပါတော့ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီမှာဒါကျွန်တော်စီမှာကဒါတွေက free လာရနေတယ်ဒီမှာ pro မဝယ်ထားဘူးเนาะကျွန်တော် pro မဝယ်ထားဘူးဒီမှာကြည့်ပေါ့နော်ဒီမှာ pro plan တောင်းနေတယ်เนาะဒါမဲ့ကျွန်တော်အဲ့ pro plan တောင်းနေတာကိုတော့ကျွန်တော်မဝယ်ထားဘူးဒါမဲ့ဒီထဲမှာရနေတာက free ရနေတဲ့ဟာတွေရှိတယ်ပေါ့နော်ဆိုတော့ဒီ transition တွေ effect တွေကိုသုံးကျင်တဲ့ဟာတွေဆွဲထည့်လိုက်ပေါ့ဗျာเนาะ free မဟုတ်လဲဆွဲထည့်ရတယ်ဘာမှမဖြစ်ဘူးเนาะကျွန်တော်တို့ free မဖြစ်နေဘူးဆိုလဲဆွဲထည့်လို့ရတယ်ကိုအဆင်ပြေတဲ့ဟာကိုဆွဲထည့်ပေါ့နော် trending နော် trending ရဲ့ကဒီမှာ dynamics ဒါမျိုးလေးတွေဆွဲထည့်မှာ okay အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ကsticker တွေယူမယ်ဆိုလို့ရှိရင်လဲ sticker တွေကကိုလိုချင်တဲ့ sticker တစ်ခုခုပေါ့ဗျာနော်ဒါမျိုးလေးပဲဖြစ်ဖြစ်ဒါမဟုတ်ဒါလေးပေါ့ဟုတ်လားဒီနားလောက်မှာထည့်မယ်နော်အချိန်ကိုလူတွေကစောင့်နေကြတာလေဖြေကတော့ creativity နော်အဲ့ကောင်လေးကိုလည်းကျွန်တော်တို့ကဒီဘက်ဘေးနားလေးမှာပေါ်လာစီခြင်းနဲ့ထည့်မယ်ပေါ့ဗျာနော်အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့ caption လာပြီကျွန်တော်တို့မြန်မာလိုစာတန်းထိုးခိုင်းမယ်သူ့ကိုနော်အဲ့တော့ကျွန်တော်တို့ကဗီဒီယိုတစ်ပုတ်လုံးကိုမြန်မာလိုစာတန်းထိုးခိုင်းမယ်ဒီမှာ pro plan ထည့်ရတော့မှာပေါ့နော်ဆိုတော့ရတယ်ဒါပေမဲ့ကျွန်တော်တို့ Burmese ကိုရွေးထားတယ် auto generate လုပ်လိုက်မယ်ပေါ့နော် pro features ကိုသုံးထားတယ်ပေါ့နော်အခုလက်ရှိမှာတော့ကျွန်တော်ဟိုဟာတွေကတော့ free ပေါ်နေတဲ့အတွက် free ကိုတော့ကျွန်တော်ဒါမဲ့ထည့်ပြထားတာပေါ့နော်တချို့တွေဆိုလို့ရှိရင် free မဟုတ်ပဲ pro ဖြစ်နေရတယ်ရှိတယ်ပေါ့နော် okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီမှာစာရန်နေထိုးသွားပြီပေါ့ဗျာနော်စာရန်နေထိုးသွားပြီဆိုလို့ရှိရင်ဒါတွေကိုအကုန်လုံးကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင် font size တွေကိုလိုချင်တဲ့လောက် font size ကိုချဲ့မယ်ပေါ့နော်ချဲ့ပြီးတော့ဘိုးတင်တာတွေဟာလာကျွန်တော်တို့ဒီကနေ color change တာတွေလုပ်မယ်ပေါ့နော်ကိုလိုချင်တဲ့ color change ပေါ့ဗျာနော် okay ကျွန်တော်ကတော့ဒီလို color လေး change မလားဒီလို color လေး change ဒါလေးကမစိုးဘူးပေါ့နော်ဒါလေး change လိုက်မယ်ပြီးတော့ font style မပါဘူးထင်တယ်ဒီထဲမှာ font style stroke က မဲပဲပေါ့နော် blending က 100% ထည့်ထားတယ် position ကိုလည်းဒီတိုင်းပဲထားမယ်ကျွန်တော် January ဘာမှမပြင်တော့ဘူးပေါ့နော်ကျွန်တော်တို့ site ကိုပဲအကြီးအသေးလိုက်လုပ်တော့မှာပေါ့နော်ပြီးတော့ creator တယောက်ဖြစ်ချင်တယ်ဆိုတော့ကျွန်တော် content creator ဆိုတဲ့ဟာကိုကျွန်တော်အင်္ဂလိပ်လိုပြောင်းရေးခြင်းလဲအင်္ဂလိပ်လိုပြောင်းရေးပေါ့နော်ရတယ်ဒီမှာမှားနေတဲ့ဟာလေးလိုက်ပြင်လိုက်ပေါ့ဗျာနော်ပြင်ပြီးသွားပြီဆိုတာ ਨੇ ကျွန်တော်တို့က export ထုတ်တဲ့အချိန်ကြာရင်ဒီမှာ auto caption မှာ pro features တွေလာတောင်းနေပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က join pro ဆိုပြီး edit လုပ်လို့မရတော့ဥစား export ထုတ်လို့မရဘူးဖြစ်နေတာပေါ့နော်အဲ့ဒီပြဿနာကိုဒီဟာတွေပါပြီးကျွန်တော်တို့ export ထုတ်လို့ရအောင်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒါဆိုရင်လွယ်တယ်ကျွန်တော်ပြပေးမယ်ပေါ့နော်အခုဒီမှာဒီတိုင်းရသွားပြီကျွန်တော်တို့ရဲ့ video ကဒီတိုင်းနဲ့ပြီးပြီပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ချင်တဲ့ edit တွေအကုန်ပြီးသွားပြီဆိုတော့နောက်ဆုံးအဆင့်ကြမှာကျွန်တော်တို့ကအားလုံးကိုဆက်လက်မှတ်လိုက်နော် control A နဲ့အားလုံးကိုဆက်လက်မှတ်လိုက်မယ်ဒါမှမဟုတ်လေအကုန်လုံးကို graphic ဆွဲပြီးဆက်လက်မှတ်လိုက်မှတ်ပြီးသွားတော့မှဒီပေါ်မှာ right click ထောက်ပြီးတော့ create compound click လုပ်လိုက်မယ်ပေါ့နော် click တွေအားလုံးကိုပေါင်းချလိုက်မယ် okay ဒါမျိုးပေါ့နော်
clip တွေအားလုံးပေါင်းလိုက်လို့ဒီလိုမျိုးလေး clip အားလုံးပေါင်းထားတဲ့ဟာထွက်လာပြီဒါမဲ့ export ထုတ်ရင်ဘာဖြစ်အောင်မလဲဆိုတော့ pro ကတော့ပေါ်နေအောင်ပါပဲเนาะအဲ့တော့ဒီကောင်ကိုကျွန်တော်တို့အနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှိရင်သူ့ပေါ်မှာ select ဝင်ထားပြီးွားရင် video ဆိုတဲ့အထဲကိုသွားပါเนาะသွားပြီးွားလို့ရှိရင်ဒီဘက်အောက်မှာရှိအောက်လေးကိုဆွဲသွားပြီးတော့မှာဒီမှာ motion blur ဆိုတာလေးတွေ့ရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လေ pro features အနေနဲ့ပြထားတယ်ဒါပေမဲ့ပြဿနာမရှိဘူးအဲ့ကောင်လေးကို online မှာ okay online ပြီဆိုရင်သူက processing စလုပ်နေပြီပေါ့နော်ဒီအပေါ်မှာဆိုလို့ရှိရင် applying feature ဆိုပြီးတော့ percentage လေးပေါ်နေပြီအဲ့ percentage ကို 100% ပြည့်အောင်တော့စိတ်ရှိနဲ့စောင့်ပေးရမယ်ပေါ့နော်အဲ့တော့ဒါလေးပြီးသွားအောင်တစ်ချက်စောင့်ကြည့်ပြီနော်โอเคဒီမှာပေါ့နော်ပြည့်သွားပြီနော်motion blur ပြည့်သွားပြီပေါ့နော်ပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီကောင်ကို export ထုတ်လို့မရသေးဘူးဒီတိုင်းထုတ်မယ်ဆိုလို့ရှိရင်လည်းပေါ်နေအောင်ပါပဲနော်ဒီမှာ pro feature ဆိုပြီးပေါ်နေအောင်ပါပဲဒါပေမဲ့ကျွန်တော်တို့ဒီမှာဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာ0225ဆိုရဲကျွန်တော်တို့ရဲ့ဒါ name ပေါ့နော်ဒါဆိုလို့ရှိရင် profile ဒီကောင်းရဲ့ဒီ project name ပေါ့ဒီ project name ကိုမှတ်ထားမယ်0225နောက်ကကွင်းစာကွင်းမိတ်နဲ့2အဲ့ဒါလေးကိုကျွန်တော်တို့ကဒီထဲမှာသွားရှာကျွန်တော် desktop ပေါ်မှာ1234ဆိုတဲ့ file လေးပေါ့နော်ဒီ file လေးကိုကျွန်တော်တင်ထားတယ်ဒီ file လေးကိုသွားယူလိုက်မယ်ပေါ့နော်ဖွင့်ပြီးတော့ကတ် drag ထဲကိုဝင်လိုက်မယ်ဝင်ပြီးရင်ဒီမှာ0225 2ဆိုတဲ့ထဲကိုဝင်လိုက်မယ်ပေါ့နော်ဝင်လိုက်ပြီးသွားလို့ရှိရင်ဒီကနေ resource ဆိုတဲ့ထဲမှာဝင်ကြည့်မယ်ဒီဟာလေးကအရေးကြီးရပေါ့နော်ဆိုတော့အဲ့ထဲမှာ video alg ဆိုတဲ့ထဲကိုသွားမယ်ပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ video file လေးထွက်လာပြီပေါ့နော် okay အဲ့ video file လေးကိုမှကျွန်တော်တို့ကမသုံးသေးဘူးပေါ့နော်တကယ်တော့ကျွန်တော်အဲ့ video file လေးသုံးမယ်ဆိုလဲသုံးလို့ရပြီဒါပေမဲ့ကျွန်တော်တို့ကအဲ့ video file ကိုမသုံးသေးဘူးပေါ့နော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင် content creator တယောက်ဖြစ်ချင်တယ်ဆိုတော့ဝါသနာပိုင်ုံနဲ့မလုံလောက်တော့တဲ့ခေတ်ကိုရောက်နေပါပြီလူတိုင်းဖုန်းတစ်လုံးရှိုံနဲ့ဗီဒီယိုရိုက်ပြီးတင်နေကြတာပဲဒါပေမဲ့အဲ့ဆိုသတိထားမိလားဘာလို့တချို့ okay ဒါပေမဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီမှာဒီထဲကိုသွားပြီးတော့အဲ့ဒီ file ကိုဒီထဲကိုပြန်ဆွဲထည့်လိုက်မယ်ပေါ့နော်okay ဒီထဲရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီဟာနဲ့ညှိပြီးတော့အောက်ကကျွန်တော်တို့ combine လုပ်ထားတဲ့ပေါ့နော် compound clip အနေနဲ့လုပ်ထားတဲ့ကောင်ကြီးဖြတ်ချပလိုက်ဖြတ်ပြီးတော့မှဒီကောင်ကိုဒီထဲထည့်လိုက်မယ်ပေါ့နော်ထည့်ပြီးသွားရင်ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်သူ့ကို export ထုတ်ကြည့်လိုက်ပေါ့နော်လုံးဝကျွန်တော်တို့လိုချင်တဲ့ file ကျွန်တော်လိုချင်တဲ့ effect တွေ transition တွေပြီးတော့စာတန်းထိုးတာတွေပေါ့နော်ဒါတွေအကုန်လုံး auto translate တွေကအစားအကုန်ရသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လောက် site နဲ့ထိုး 2K နဲ့လား 4K နဲ့လားကိုထုတ်ချင်တဲ့ site နဲ့ကျွန်တော်တို့ထုတ်လို့ရပြီเนาะဒီမှာ bit rate တွေကိုလည်းကျွန်တော်တို့ချိန်ချင်တဲ့ bit rate ချိန်ပြီးတော့ဒီမှာH264 နဲ့ပဲကျွန်တော်တို့ထုတ်မယ်ပေါ့နော်ဒီမှာ format ကတော့ MB4 ပဲထုတ်မယ်ပြီးတော့ frame per second ကိုလည်း30 frame per second ပဲပေါ့နော်ကျွန်တော်ရိုက်တုံးဟာတွေကဒါကကျွန်တော်30 frame per second နဲ့ပဲကောင်းတဲ့ဟာမို့လို့ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ file name ပြောင်းexport ထုတ်မယ် file လမ်းကြောင်းရွေးနော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ export တန်းထုတ်လိုက်ပေါ့နော်ဒီမှာကျွန်တော် text 1 2 3เนาะဆိုပြီးတော့ကျွန်တော် export ထုတ်ကြလိုက်မယ်ဒီမှာအကြာကြီးစောင့်ကြရမလို့တော့တခါတည်းပြီးသွားရပါတော့ content creator တယောက်ဖြစ်ချင်တယ်ဆိုတော့ဝါသနာပိုင်ုံနဲ့မလုံလောက်တော့တဲ့ခေတ်ကိုရောက်နေပါเนาะအဲ့ဒါ open folder ဆိုပြီးကျွန်တော်သွားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ file လမ်းကြောင်းပေးထားတဲ့အထဲမှာအဲ့ဒီ file လေးရောက်နေပြီပေါ့နော် okay ဒီကနေပြီးတော့မှကျွန်တော်တို့ open ဆိုပြီးတော့ကျွန်တော်ဒါနဲ့ဖွင့်ကြည့်လိုက်မယ်ဆိုရင် VSC Media နဲ့ဖွင့်လိုက်မယ် content creator တယောက်ဖြစ်ချင်တယ်ဆိုတော့ဝါသနာပိုင်ုံနဲ့မလုံလောက်တဲ့တယောက်ဖြစ်ချင်တယ်ဆိုတော့ဝါသနာပိုင်ုံနဲ့မလုံလောက်တဲ့ခေတ်ကိုရောက်နေပါဗီဒီယိုရိုက်ပြီးတင်လူတိုင်းဖုန်းတစ်လုံးရှိုံနဲ့ဗီဒီယိုရိုက်ပြီးတင်နေကြတာပဲဒါပေမဲ့အဲ့ဆိုသတိထားမိလားဘာလို့တချို့ content တွေကကြည်ပြီးရတယ်မေ့သွားပြီတချို့ content တွေကကြတော့သူတို့အစ်စ်တင်တဲ့အချိန်ကိုလူတွေကစောင့်နေကြတာလေ
ဖြေကတော့ creativity နဲ့ authenticity ပါပဲအခုခေတ်မှာတခြားသူတွေရဲ့ content တွေကိုပြန်ယူသုံးတာ โอเคเนาะအဲ့တော့ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ edit လုပ်လို့ရတယ်ပေါ့เนาะကျွန်တော် export ထုတ်မယ်ဆိုလို့ရှိရင် free pro features တွေကို free သုံးလို့ရမယ်အားလုံးရကြလိမ့်မယ်ထင်တယ်ပေါ့เนาะမရဘူးဆိုလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်တခုခုပြောချင်တာရှိရဆိုရင်ကျွန်တော် video ရဲ့အောက်မှာcomments လေးရေးသွားပေးနိုင်ပါတယ်နောက်ထပ်အကျိုးရှိတဲ့ video တွေထပ်ပြီးတော့တင်ပေးပါဦးမယ်စောင့်ပေးကြပါเนาะ